ကူကြီးတစ်ခုထဲမှာနှစ်ပေါင်း800ကျော်မင်းသမီးလေးတစ်ယောက်ကသူ့ရဲ့နောက်ဆုံးထွက်သက်ကိုကြောက်ရွံ့အဖြစ်နဲ့ဆောင်နေခဲ့ပါတယ်။ဒီမင်းသမီးလေးရဲ့ကြောက်ရွံ့ကလူတွေအတွက်တော့မမေ့နိုင်တဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့ပါတယ်။တားမြစ်ထားတဲ့အချစ်ကြောင့်မင်းသမီးလေးနဲ့သူ့ရဲ့ချစ်သူတို့ရဲ့နှစ်ဦးကြားကအချစ်ဇလန်းနဲ့ပတ်သက်ပြီးတော့ဘလို့အခက်အခဲတွေနဲ့ရင်ဆိုင်ကြမလဲ။မြင်မြတ်တဲ့ဘရင်သမီးတော်နဲ့နှင်းကြတဲ့မျိုးရိုးကလာတဲ့တာမန်အမျိုးသားတအုပ်ကဘလို့မျိုးပေါင်းသိနေထိုင်သွားမလဲ။ဒါဆိုရင်ပြည်သက်ကြီးရှင်ဒီဒဏ္ဍာရီပုံရင်လေးကဘလို့ဇလန်းမျိုးလဲဆိုတာကြည့်ကြရအောင်ပါ။ပုံပြင်လေးမစတင်ခင်ကျမရဲ့ channel လေးကို subscribe လေးမနှိပ်ရသေးရင်နှိပ်ပေးခဲ့ကြပြီးတော့ဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ပါအောင်ရှင်။ဒါဆိုရင်ဇလန်းလေးကိုစလိုက်ကြရအောင်ပါ။ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့ phrase B နဲ့ဖဲနောင်ခွိုင်းကူတဲ့ကအချစ်ဒဏ္ဍာရီပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း800ကျော်လောက်ကဆန်ဝီခရန်ဆိုတဲ့နိုင်ငံတော်မှာအေးချမ်းပျော်ရွှင်စွာနေထိုင်အုပ်ချုပ်တဲ့ဘုရင်နဲ့မိဖုရားကြီးတစ်ပါးရှိခဲ့ပါတယ်။ဘုရင်နဲ့မိဖုရားမှာလှပတဲ့သမီးတော်တစ်ယောက်ရှိပါတယ်။မင်းသမီးလေးကိုအာရာရာနီလို့ခေါ်ပြီးတော့ဘုရင်နဲ့မိဖုရားကသူတို့သမီးလေးအာရာရာနီကိုပိုးမွေးတယ်လို့မွေးခဲ့ပြီးတော့အခြေရန်နဲ့ကြေးကျွန်တွေများစွာနဲ့ကြီးပြင်းလာစေခဲ့ပါတယ်။ဒီလိုနဲ့တနေ့ဘုရင်မိဖုရားနဲ့မင်းသမီးလေးတို့ကမူးမှန်များအချွမ်းရံများနဲ့မြို့တော်အပြင်ကမိုင်းမြစ်တစ်လျှောက်ရွက်လီများစွာနဲ့ပျော်ရွှင်စွာခရီးထွက်ခဲ့ကြပါတယ်။တဘာဝတရားရဲ့တောတောင်အလှတရားတွေကလည်းတကယ်ကိုမှရင်သက်ရှူမောပွဲကောင်းလာပါတယ်။အဲ့ဒီအချိန်မှာမထင်မှတ်ထားတဲ့မုန်တိုင်းကဝင်ရောက်လာပြီးတော့လေပြင်းတိုက်တာတွေမိုးရွာတာတွေရေကြီးတာတွေချက်ချင်းဖြစ်ပေါ်လာပါတော့တယ်။အဆိုပါမုန်တိုင်းရဲ့လေပြင်းကြောင့်လှေတွေကအရှိန်ပြင်းပြင်းနဲ့တိမ်းမှောက်သွားခဲ့ပါတယ်။ဘုရင်ကြီးရဲ့အချွေရန်တွေကမှောက်သားတဲ့လှေနှစ်ဘေးမှာရှင်ဘုရင်နဲ့မိဖုရားတို့ကိုတွေ့ရှိပြီးတော့မင်းသမီးလေးအာရာရာနီကတော့ရေထဲမှာကူးခတ်ရင်းနဲ့ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ပဲမင်းသမီးကိုဘယ်သူမှမတွေ့ရတော့ပါဘူး။အဲ့ဒီအချိန်မှာတော်ဝင်ကိုရန်တော်ဖြစ်တဲ့ခွန်အွန်တက်ဆိုသူကမင်းသမီးကိုရှာဖွေဖို့အတွက်ရေထဲကိုအမြန်ခုန်ဆင်းလိုက်ပါတယ်။နောက်ဆုံးမှာတော့မင်းသမီးလေးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။တက်ကတုံဆိုင်မနေပဲနဲ့မင်းသမီးလေးကိုသူ့နောက်ကျောပေါ်ကိုအမြင်ဆွဲတင်လိုက်ပြီးတဲ့နောက်မှာတော့ပြင်းထန်တဲ့လှိုင်းတဘိုးတံများကိုဖြတ်ခါမင်းသမီးကိုခေါ်ဆောင်သွားပါတော့တယ်။ဒီလိုနဲ့တက်ကမင်းသမီးအာရာနာနီကိုအောင်မြင်စွာကယ်တင်လိုက်နိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းသမီးကတက်အားကျေးဇူးတင်စကားပြောခဲ့ပြီးနောက်နှစ်ယောက်သားစကားခဏပြောပြခဲ့ကြပါတယ်။ဒီလိုနဲ့ပဲမင်းသမီးလေးအသက်ရှင်ကြောင်းကိုသတင်းရတဲ့အခါမှာတော့မြို့ဝန်တွေကအလင်းအမြန်လာပြီးတော့မင်းသမီးလေးကိုခေါ်ဆောင်သွားပါတော့တယ်။မင်းသမီးကဘုရင်ကန်တို့နဲ့အတူမြို့တော်ကိုဘေးကင်းစွာပြန်ဝင်ရောက်ရှိလာခဲ့ပါတယ်။အဲဒီနေ့ကအဖြစ်အပျက်ကစပြီးတော့တက်နဲ့မင်းသမီးလေးကြားမှာလူငယ်တဘာဝဆက်ဆံရေးတွေဖြစ်ပေါ်လာပါတော့တယ်။မင်းသမီးအာရာရာနီကရဲရဲနဲ့ခွန်တက်ကိုချစ်မိသွားခဲ့ပါတယ်။ရေလိုင်းတွေပြင်းထန်စွာထနေတဲ့မုန်တိုင်းကြားမှာသူမကိုကယ်တင်ခဲ့တဲ့ဓာတ်ကိုယ်တိုင်ကမြင့်မြတ်တဲ့မင်းသမီးလေးကိုရှာဖွေဖို့ပဲစိတ်ကူးရှင်နေခဲ့တာပါအချစ်ဆိုတာကြာရှည်စွာဝေးကွာနေတတ်ပါတယ်နှစ်ယောက်စလုံးရဲ့အလွမ်းအချစ်စိတ်တွေကတိုးပွားလာပြီးတော့တိတ်တိတ်ဆိတ်ဆွဲလန်းလာကြပါတယ်ဒီလိုနဲ့ပဲဓာတ်ကမင်းသမီးလေးကိုတရိယလွမ်းဆွမှုတွေထိန်းချုပ်မထားနိုင်ခဲ့ပေနဲ့မင်းသမီးလေးရဲ့အိတ်ခမ်းစီကိုတိတ်တိတ်ဆိတ်လာရောက်ပြီးတော့မင်းသမီးလေးနဲ့တညာလုံးကုံဆုံးခဲ့ပါတယ်ဒီလိုနဲ့ပဲမင်းသမီးလေးအာရာရာနီနဲ့တက်တို့ကနန်းတော်မှာအတူတကွတိတ်တိတ်ဆိတ်နေထိုင်ခဲ့ကြရင်နဲ့အာရာရာနီမှာကိုဝင်ရှိလာခဲ့ပြီးတော့ကိုဝင်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကအစတင်ပြသလာပါတော့တယ်မင်းသမီးလေးရဲ့ဒီလိုဖြစ်ရပ်ကိုသူ့ရဲ့ဖခင်ဘုရင်ကသိသွားတဲ့အခါမှာတော့မြို့တော်နဲ့သူ့ရဲ့အဆက်ကိုခွဲတယ်ဆိုပြီးတော့မင်းသမီးကိုစူပူချိန်မောင်းပြီးဓာတ်နဲ့သူ့ကိုမတွေ့နိုင်အောင်မင်းသမီးကိုသူ့ရဲ့အိတ်ဆောင်မှာပိတ်လောင်ထားခဲ့ပါတယ်ဓာတ်ကိုလည်းနန်းတော်တွေကိုမဝင်အောင်တားဆီးခဲ့ပါတယ်ဓာတ်ကတော်ဝင်နန်းတော်ကမိမိချစ်သူသခင်မကိုနောက်တစ်ချိန်ပြန်တွေးခွင့်မရတော့တဲ့အခြေအနေတစ်ခုကိုတွေးမိရင်းနဲ့ပူဆွေးတော့ကရှောင်နေခဲ့ပါတယ်လာအတော်ကြာတဲ့အထိအာရာရာနေရဲ့ကိုဝင်ကပို့ပြီးတော့ကြီးမားလာပြီးတော့သူမရဲ့ကိုဝင်တွေကမွေးဖွားလာမဲ့ကလေးနဲ့ကလေးလေးရဲ့ဖခင်ဖြစ်လာမဲ့ဓာတ်နဲ့မိသားစုတစ်ခုကိုလိုချင်တန်းတလာခဲ့ပါတယ်တစ်ဖက်မှာလည်းဓာတ်ကသူ့ရဲ့ရင်သွေးလေးကိုကိုဝင်လေထားရတဲ့သူချစ်သူသခင်မနဲ့ပြေဆုံနေထိုင်ခွင့်ရဖို့အတွက်အစီအစဉ်တစ်ခုကိုစပြီးတော့စဉ်းစားခဲ့ပါတယ်ဓာတ်ကဇနီးနဲ့သူကလေးကိုတော်ဝင်နန်းတော်တွေကိုမြင်းဖြူစီးပြီးတော့ခိုးယူခေါ်ထုတ်ဖို့အစီအစဉ်ခဲ့ပါတယ်
ဒီလိုနဲ့သူ့စီစဉ်အတိုင်းတော်ဝင်နန်းတော်တွေကိုသွားပြီးတော့မင်းသမီးလေးကိုခေါ်ထုတ်သွားခဲ့ပါတယ်။နှစ်ယောက်စလုံးကတညလုံးခက်ခက်ခဲခဲနဲ့ထွက်ပြေးခဲ့ရရှာပါတယ်။မနက်ခင်းရောက်တဲ့ချိန်မှာတော့သူတို့နှစ်ယောက်စီးလာတဲ့တဲရဲ့မင်းဖြူကြီးကအားနေလာပြီးတော့မပြေးနိုင်တော့ပါဘူး။ဒါကြောင့်တန်းနဲ့အာရာရာနီကဆက်ပြီးတော့သူတို့လွတ်မြောက်ဖို့အတွက်တုပ်တစ်ခုလေးကိုခြေလျင်ဆက်လျှောက်ခဲ့ပါတယ်။ဘလို့အခက်ခဲတွေနဲ့မောပန်းစွာရုန်းကန်ပြေးလို့အရသည်ဖြစ်ပါစေကိုချစ်တဲ့သူနဲ့အတူရှိနေရတဲ့အချိန်တွေကသူတို့နှစ်ဦးအတွက်တော့တကယ်ကိုမှနိဗ္ဗာန်ဘုံလေးတစ်ခုလိုဖြစ်နေခဲ့ပါတယ်မင်းသမီးအာရာရာနီရဲ့ဖခင်ကသူ့သမီးပျောက်သွားတဲ့အကြောင်းကိုသိလိုက်ရပါတယ်အဲဒီနောက်မှာတော့သမီးတော်ပျောက်ကွယ်သွားတဲ့အကြောင်းကိုသိသွားတဲ့ဖခင်ကသူမတို့နောက်ကိုလိုက်ဖို့အတွက်သစ်တီတော်များကိုဆေလွတ်လိုက်ပါတယ်တန်းနဲ့မင်းသမီးလေးကိုမတွေ့မချင်းရှာကြရမယ်ဆိုပြီးတော့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ဖခင်ရဲ့စစ်မှုရန်တွေကတပ်တို့ကိုတောအုပ်ထဲမှာလိုက်ရှာရင်းနဲ့နှစ်ယောက်စလုံးကိုတွေ့သွားတဲ့အခါတန်းနဲ့မင်းသမီးလေးဟာဆက်လက်ပြီးတော့တောအုပ်ထဲမှာပဲထွက်ပြေးရပြန်ပါတယ်။ထွက်ပြေးနေတဲ့တန်းနဲ့မင်းသမီးလေးကိုရက်တန့်စေဖို့အတွက်စစ်တီတွေကမြားတွေနဲ့ပြစ်ဖို့အတွက်ချိန်ရွယ်ထားတဲ့အခြေအနေကိုတက်ကသိလိုက်တဲ့အခါမှာတော့မင်းသမီးလေးကိုနေရာတစ်ခုခုမှာပုံအောင်နေခိုင်းပြီးတော့သူ့ရဲ့ချစ်သူကိုကာကွယ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းသမီးကလုံခြုံတဲ့နေရာတစ်ခုမှာပုံနေလိုက်ပါတယ်။တက်ကလည်းစစ်တီတော်တွေကိုပြန်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။စစ်သားတယောက်ကတက်ကိုမြင်တော့သူ့များကိုချိန်ရွယ်ပြီးတော့ပစ်လိုက်တဲ့အခါမှာအကာအကွယ်တစ်ခုရဲ့အနောက်မှာပုံအောင်နေတဲ့မင်းသမီးလေးကသူ့ခင်မွန်တက်ကိုကာကွယ်ပေးဖို့အတွက်ထွက်လာခဲ့ပါတယ်။တက်ကိုပြစ်လိုက်တဲ့မြကမင်းသမီးစီကိုပြန်တန်းပြီးတော့မင်းသမီးရဲ့ကိုယ်ပေါ်ကိုထိုးဆိုင်သွားပါတော့တယ်။မင်းသမီးလေးရဲ့ရင်မထဲမှာမြားဆိုင်တန်းလန်းနေပဲတက်ကမင်းသမီးလေးကိုစစ်တီတော်တွေရန်ကနေပြီးတော့လွမြောက်အောင်မြားဆိုင်တန်းလန်းတဲ့မင်းသမီးကိုပွေ့ချပြီးတော့နီးရကူတစ်ခုအတွင်းသို့ခေါ်ဆောင်သွားခဲ့ပြီးပုံနေလိုက်ကြပါတယ်။မြားတန်ရရနေတဲ့အာရာရာနီကနာကျင်မှုတွေနဲ့အတူသူမရဲ့အသက်ရှူတန်းကစက္ကန့်တိုင်းမှာတဖြည်းဖြည်းအားနည်းလာခဲ့ပါတယ်။နောက်တော့မင်းသမီးကအားရင်သုံးပြီးတော့သူ့ရဲ့နောက်ဆုံးခွန်အားကိုအသုံးပြုပြီးသူ့ရဲ့ချစ်ရတဲ့ခင်မွန်းကိုသူ့ကိုထားခဲ့စေခိုင်းပြီးတော့စစ်တီတော်တွေကိုသူတို့နောက်ကိုလိုက်မသက်ဖို့တနာညာတာပြီးတော့တောင်းပန်ဖို့ဂူအပြင်ဘက်ကိုဆေလွတ်ခဲ့ပါတယ်။အာရာရာနီရဲ့တောင်းဆိုစကားကိုတက်ကချက်ချင်းလက်မခံဘဲနဲ့နောက်ပိုင်းမှာတော့တက်ကကောင်းပြီတခင်မတောင်းဆိုတဲ့အတိုင်းဂူအပြင်ဘက်ကိုထွက်ပြီးတော့စစ်တီတော်တွေကိုအတနာခံမယ်ပြီးရင်တခင်မစီကိုသူဆက်ဆက်ပြန်လာခဲ့မယ်တခင်မစီကိုရောက်တာနဲ့အာရာရာနီကိုကုသဖို့မြို့တော်ကိုခေါ်သွားမယ်အာတင်ထားပြီးစောင့်နေပါလို့မှာကြားခဲ့တော့အာရာရာနီကဓာတ်ကိုစောင့်ပါမယ်လို့ဂရုပြုပေးခဲ့ပါတယ်အာရာရာနီကဓာတ်ပြန်လာမယ်အချိန်ထိဂူအဝမှာထွက်ပြီးတော့တန်ရာရဲ့အနာကျင်မှုတွေနဲ့အတူဆောင်ဆိုင်နေခဲ့ပါတယ်အဲဒီနောက်မှာတော့တက်ကမင်းသမီးအာရာနာတောင်းဆိုထားတဲ့အတိုင်းစစ်သားတွေကိုအတနာခံမှုအတွက်ဂူထဲမှပြေးထွက်ခဲ့ပါတယ်။တက်ကအတနာခံတော့တဲ့စစ်တီတွေနဲ့စစ်သားတွေကများလုံးတဲ့အတွက်အတနာခံမှုမှာအရာမရောက်ဘဲနဲ့တိုက်ခိုက်မှုများသာပြန်ခံရပြီးတော့နောက်ဆုံးမှာတော့စစ်တီတွေရဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပြီးသူ့ရဲ့ဂရီအတိုင်းချေရတဲ့သူအာရာရာနီစီကိုပြန်မလာနိုင်ခဲ့ရှာပါဘူး။ဂရီအတိုင်းစောင့်နေတဲ့ချေရသူအာရာရာနီကကိုရဲ့အဝမှာစစ်တီတွေရဲ့တပ်ဖြတ်မှုကိုခံရပြီးတော့သူမစီပြန်မလာနိုင်တော့တယ်သူမရဲ့ခင်မင်းကိုဆောင်ရင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ရပါတော့တယ်သူမရဲ့ခင်မသူမစီကိုပြန်လာတဲ့အထိဆောင်ဆိုင်မေလို့ပြောခဲ့တဲ့ကြီးမားတဲ့ချစ်ချင်းမြစ်တာဂရီစကားကြောင့်မင်းသမီးလေးရဲ့ခန္ဓာကိုယ်ကတည်ဆုံသွားပေမဲ့သူမရဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ကကြောက်တုံးတစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်မင်းသမီးလေးရဲ့ကြောက်ပြည့်ရုံကျွဲဟာထိုင်းနိုင်ငံမြောက်ပိုင်းဖဲနောင်ခွိုင်းလိုင်းကိုထဲမှာယနေ့တည်းတည်ရှိနေတယ်လို့လည်းသိရပါတယ်။နားဆင်သူပြည်သူများရှင်ဒီအချစ်ဒဏ္ဍာရီပုံမြင်လေးကိုကြိုင်းနေတတ်တယ်ဆိုရင်ကျမရဲ့ channel လေးကို like and subscribe လေးပြုလုပ်သွားကြပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်များစွာကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ပုံမြင်များအသက်တင်တိုင်းသိရှိစေဖို့အတွက်နူတီခေါင်းလောင်းလေးကိုနှိပ်ပေးခဲ့ကြပြီးတော့အားပေးခဲ့ကြပါအောင်ရှင်။